Let's go ဂူဖရာရဲ့ရည်ရွယ်ချက်ကတစ်ခုပဲရှိတယ်အာနာကိုလူကျင်တဲ့သူတွေလှုပ်ရှားခွင့်မရအောင်ထိန်းချုပ်ဖို့ပါပဲအသက်ရှင်နေဝင်လာတဲ့အချိန်ဂူဖရာကပြေးမလျှောင်မှုဘောလုံးပုံစံနဲ့မြေကြီးပေါ်မှာအားလုံးကိုပြန်ထိုးချလိုက်တယ်ဂူကြီးကအနမီတွေကိုထိန်းချုပ်ဖို့ရောက်လာတာအဲ့ဒါကြောင့်ပဲသူ့ကိုရန်သူတွေက escape ရှိတဲ့တန်လို့ခေါ်ကြတယ်ဒီလို hero story နဲ့ guide တွေကိုဆက်ပြီးတင်ဆက်ပြီးသွားမှာမို့ channel ကို subscribe လုပ်ထားပေးပါခင်ဗျာအစရှင်တွေကျန်းဝင်လာတိုင်းအလိုလိုနောက်ပြန်ဆုတ်ရတဲ့ hero တစ်ကောင်ရှိတယ်သူ့နာမည်က Gufra ကျွန်တော်ကတော့ Guji လို့ခေါ်မယ်ဒီ video မှာဂူကြီးကိုတန်တယောက်အနေနဲ့ဘယ်လိုပြောင်းလဲနိုင်လဲအခြေခံကနေအပန်းထိပြောပြပြီးသွားပါမယ်ဂူကြီးကိုဘာကြောင့်ကြောက်ရတာလဲဂူကြီးကဓာတ်မိတ်မများပေမဲ့ enemy movement ကိုဖျက်ဆီးနိုင်တဲ့ hero ပါဥပမာ Fanny, Lin, Lancelot, Joy ဒီလိုတက် hero တွေအတွက်ဂူကြီးဆိုတာအိမ်မက်ဆိုးပါပဲကဲအဲ့ဒါဆိုကျွန်တော်တို့ skill 1စီတွားလိုက်အောင် skill 1က Gufra ရဲ့ engage skill ပါဝေါကိုထိအောင်ချိန်နိုင်ရင် enemy ကို knock out လုပ်နိုင်တယ် initiate လည်းရတယ် escape လည်းရတယ် skill 2 bouncing ball ကဂူကြီးရဲ့အသက်ပဲဘာလို့လဲဆိုရင်ဓာတ်ဝင်လာတဲ့ hero မှန်သမျှခုံလို့မရအောင်ပိတ်ပစ်နိုင်တယ်တိုက်ပွဲစတာနဲ့ကျွန်တော်တို့ on ထားဖို့မမေ့ပါနဲ့ကဲအဲ့ဒါဆို ultimate Tara Ray ultimate ကို wall နဲ့တိုက်ရင်စတန်လဲကြတယ် damage လည်းထွက်တယ်ဒီမာတီ hero မိလို့ရှိရင် team fight တစ်ခါနဲ့ game ကိုပြောင်းနိုင်တယ်ကဲအဲ့ဒါဆိုရင် ultimate ကိုပောက်ပြရလိုက်မသုံးပါနဲ့ Okay အဲ့ဒါဆိုဂူကြီးရဲ့ play style ကိုစကြည့်လိုက်အောင် early game မှာခင်းမလို့ဘူး rotation လုပ်ပြီး pressure ပေးမယ် goal line ကိုကူညီပေးမယ်ဆိုရင်လုံလောက်ပြီ mid game မှာဆိုရင် back control ကအရေးကြီးတယ်ခြုံပိုးတွေကိုစစ်မယ် skill 2ကိုဖွင့်ထားပြီးတော့ enemy ခြုံတွေကိုဝင်မယ် timing ကိုစောင့်ရင်ရပြီ လေဂိမ်းမှာ carry ကိုမခွာနဲ့အမှားတစ်ခုလောက်တာနဲ့ team fight ပြတ်နိုင်တယ်ဆက်ပြီးတော့ဂူကြီးအိုင်တန်နဲ့အမလန်ကြောင်းသွားလိုက်ရအောင်ဂူကြီးအိုင်တန်က enemy ချင်းနေပေါ်မူတည်ပြီးတော့ချိန်ရမယ်မချစ်များရင်အတီနာ trust speed များရင် dominant တန်အမလန်နဲ့ tenacity ကအကောင်းဆုံးရွေးချယ်မှုလို့ပြောပြရစီဂူကြီးကန်ပြီးမလုတ်တဲ့အမှားက skill 2မဖွင့်မဲဝင်တာ ultimate ကို wall မထီအောင်သုံးတာ team မဆော့ဘဲနဲ့ solo ဝင်တာတွေကိုလုံးဝမလုပ်ပါနဲ့ဂူကြီးက damage hero မဟုတ်ဘူးဒါပေမဲ့ timing မှန်ရင် accession တွေကို Moscow ပို့နိုင်တဲ့တန်ပါဒီဗီဒီယိုကဂူကြီးကန်တဲ့ player တွေအတွက်အသုံးဝင်နေဆိုရင် like and subscribe လေးပြီးခဲ့ပြီပါကဲလို့ချမ်းမြေ့တက်တယ်ဆိုရင်Okay လို့မှန်ခဲ့ပြီပါနောက်ဗီဒီယိုမှာ Gufra ကိုကြောက်ရတဲ့ Maxman Clean ကိုတင်ဆက်ပြီးတော့ပါမယ်ခင်ဗျာဒီနေရာမှာကျွန်တော်ဗမှားသွားလဲဆိုရင် Spare ကိုအောင်သုံးပြီးတော့ Team Fight တွေကိုနောက်တစ်ခေါက်ပြန်ဝင်တာပါ Team ကိုကာကွယ်ဖို့ဝင်သွားတာဆိုပေမဲ့ကျွန်တော်ဝင်သွားတဲ့ပုံစံမှားတယ်ဒီနေရာမှာဆိုရင်လည်း Maxman ကို Skill 1သုံးပြီးတော့ RT တန်းထုတ်လိုက်တယ် RT ကထိအောင်မှုမရှိဘူးဒါပေမဲ့ဒိုင်နာကခေါကိုမော်စကိုထိလိုက်ပို့ပြီးလိုက်ဒါကတော့အချိန်ကြိုက်ပါပဲပေါ်လန်ရှင်းပြီးလာတဲ့ချိန်မှာ team fight battle စနေပြီကျွန်တော်တို့ဘက်က2ယောက်ပေးလိုက်ရတယ်ကျွန်တော်တို့ပြန်ရလိုက်တာက Maxman အကောင်ပဲဒီမှာဆိုရင်လည်းကျွန်တော်ရန်လောပြီးတော့ Alpha ကို Tower Harry သွားအိမ်နေဖလကာပြီးလိုက်ရတယ်ကျွန်တော်ပါမော်စကိုရောက်သွားတယ်ဒီနေရာမှာလည်းဘောပေါက်ကဟီတာကိုအတင်းနေပတယ်လိုက်ဝင်နေတာပေါ့နော်အနမီထင်းကလိန်ရှင်းနေလို့သာပတယ်တော့မဖြစ်သွားခဲ့ဘူးဒီနေရာမှာကျွန်တော်ရဲ့တင်ကကျွန်တော်ရဲ့ item ကိုမကြည့်ပဲနဲ့ပတယ်ကိုအတင်းဝင်မှုလောနေတယ်ဒီနေရာမှာကျွန်တော်တို့တစ်ခုခုမှားသွားရင်အကယ်၍ white out သွားရင်ဂိမ်းကတစ်မျိုးပြောင်းသွားနိုင်Maxman ခေါ်ဖို့ကြိုးစားရင်ကျွန်တော်မော်စကိုရောက်သွားတဲ့ချိန်မှာကျွန်တော်ရဲ့ထင်းကကျွန်တော်နောက်ထပ်ပတ်တဲ့အတွက်စောင့်နေခဲ့ပါတယ်ဒီနေရာမှာလည်း enemy Maxman ရဲ့အမားကိုအခွင့်ကောင်းယူပြီးကျွန်တော်သူ့ကိုမော်စကိုပို့ပေးလိုက်ပါတယ်
ဒါဆိုရင်ပွဲကပြီးပြီလားမပြီးသေးပါဘူးကျွန်တော်ဒီနေရာမှာအမှားတစ်ခုလုံးမိထားပါသေးတယ်ကျွန်တော်ရဲ့ထင်းလာတာကိုမဆောက်ခင်နဲ့ကျွန်တော်ဘက်တယ်ထဲမှာဆောက်ခွက်လိုက်ပြောင်းနေပါတယ် enemy ထင်းကကျွန်တော်တယောက်ထဲနဲ့ကိုအာတီတွေအကုန်သုံးလိုက်တာကြောင့်ကျွန်တော်ရဲ့ထင်းတက်လာတဲ့ချိန်မှာသူတို့ဘက်တယ်ဆိုင်မှုမလုံလောက်တော့ပါဘူးဒါကပဲကျွန်တော်တို့ကိုအနိုင်ရရှိစေခဲ့တာပါအားလုံးပဲကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးနှိပ်ခဲ့ပြီးတော့ okay လို့မှန်းခဲ့ပေးပါခင်ဗျာဒီတက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်